ဒီနေ့ကတော့ကြက်ဘူးစီလေရေးလေးချက်ပြပါမယ်ရှင်ထုံးစံတိုင်းကြက်ပံပြူနေထောင်းထားတာလေးကိုစီသက်ပါမယ်ရှင်ကြက်ပံလေးရောင်ပြောင်းပြီဆိုတာနဲ့ချင်းပြီးရေးထည့်ပါမယ်ရှင်ပြီးရင်တော့ဗမာကြက်လေးကိုစနွတ်မော့နမ်းပြရေးတို့နဲ့နှက်ထားတာလေးကိုထည့်ပါမယ်ရှင်ကြက်သားလေးနူးအင်းအောင်လို့ရေးလေးနဲ့ထည့်ပြီးအုပ်ပါမယ်ရှင်မမကြက်နဲ့ဘူးသီးလေးကအချိုတက်လေးပါတာဖြစ်တဲ့အတွက်ကြောင့်အချိုမုံလုံးဝသုံးမထားပါဘူးရှင်ကြက်ဘူးလေးကိုစီလေရေးလေးစားကြတာဖြစ်တဲ့အတွက်ရေလေးအနှဲငယ်ထပ်ထည့်ပါမယ်ရှင်ကြက်သားနဲ့ဘူးသီးလေးဤတဲ့အနေထားလေးရောက်ပြီဆိုရင်တော့မဆလာလေးထည့်အုပ်ပါမယ်ရှင်ခုဆိုရင်တော့စားလို့ရတာရှိတဲ့ကြက်ဘူးလေးရပါပြီရှင်